လက်တွေကတော့အရှုံးပေးရတဲ့အရာရာတိုင်းမှာနေကွေးကြတဲ့စလောလို့ခေါ်တဲ့အကောင်လေးများစလောလို့ခေါ်ကြတဲ့ဒီချစ်စရာအကောင်လေးတွေကတရိတ်ဆန်လောကမှာအတော်လေးနေကွေးကြတဲ့သူတွေဖြစ်လူကြည်များကြပါတယ်တစ်ပင်တွေပေါ်မှာပဲအမြဲရှိနေကြတဲ့ဒီစလောလေးတွေဟာလှူရှားသွားလာရမှသာနေကွေးရုံသာမကအရာရာတိုင်းမှာနေကွေးကြပါတယ်တစ်ပင်ပေါ်မှာပဲအစာစားမိတ်လိုက်ခလင်းမွေအနားယူပြုလုပ်ကြတဲ့ဒီစလောလေးတွေဟာသူတို့ရဲ့ဘဝအချိန်အများစုဟာတစ်ပင်တွေပေါ်မှာပဲကုန်ဆုံးကြပါတယ်ဒီလိုတစ်ပင်ပေါ်မှာပဲတစ်ချိန်လုံးတွဲလောင်းနေကြတဲ့အကောင်လေးတွေဟာအပင်ပေါ်ကနေဆင်းလာတဲ့အချိန်တစ်ချိန်ပဲရှိပါတယ်အဲ့ဒီအချိန်ကတော့မစင်စွန့်မှုပဲဖြစ်ပါတယ်သူတို့ဟာစွိုင်းကိုအတက်နိုင်ဆုံးထုံမတုံးကြတာကြောင့်အပြတ်တာမျိုးအခြေအနေကိုဘယ်တော့မှရောက်ရှိကြမှာမဟုတ်ပါဘူးဒါပြင်စလော်ရီရဲ့အမွေတွေဟာအင်းဆက်အကောင်အမျိုးအစားအမျိုးမျိုးရဲ့နေအိမ်ဖြစ်တဲ့အတုံးဝင်ပါသေးတယ်